ကလေးတို့ရေဒီလိုလန်နေတဲ့ wind turbines လို့ခေါ်တဲ့လေတလက်ကြီးတွေကိုရုပ်ရှင်တွေထဲမှာဖြစ်ဖြစ်ပြင်မှာဖြစ်ဖြစ်မြင်မှုကြရလားဒီနေ့အဲ့ wind turbines တွေရဲ့အကြောင်းကိုအန်ဒီကပြောပြမှာဖြစ်ပါတယ်ဟိုးရှေရှေတုန်းကမြို့လေးတစ်မြို့မှာဖိုးလေပြင်းလို့ခေါ်တဲ့လေးနဲ့သားလေးတစ်ပါးရှိတယ်သူ့ကိုလူတွေကမျက်စိနဲ့မမြင်နိုင်ပါဘူးသူကအပါတရစော်ကစားရတာကိုအယမ်းနှစ်သက်တာပေါ့ဒီနေ့မှာတော့ဖိုးနဲ့သားလေးကမြို့ကလေးမှာကလေးတွေကညဘက်မှာလျှက်စစ်မင်းမရှိလို့ဖျောင်းနိုင်မိမိမိလေးနဲ့စားဖက်နေရတာကိုတွေ့သွားတယ်။ငါရဲ့အင်အားတွေကိုသူတို့ကိုကူညီဖို့သုံးကျင်လိုက်တာလို့ဖိုးနဲ့သားလေးကတွေးမိတာပေါ့။အဲ့ဒီချိန်မှာပဲမြို့ပြင်ဘက်ကတောင်ကုန်းပေါ်မှာကြီးမားတဲ့လက်မောင်း၃ခုနဲ့ wind turbines ရောက်လာတာကိုလေးနဲ့သားလေးတွေ့လိုက်တယ်။လေးနဲ့သားလေးက wind turbines စီကိုသွားပြီးတော့ပြန်တန်းသွားပြီးနှုတ်ဆက်လိုက်ပါတယ်။ wind turbine စီငါလေတိုက်ရတာကြိုက်တယ်ဒါပေမဲ့ကလေးတွေကိုမီးရအောင်ဘယ်လိုလုပ်ပေးရမလဲမသိဘူးလို့လေးနဲ့သားလေးကပြောလိုက်တယ် wind turbines ကလွဲပါတယ်လေးနဲ့သားရဲ့ငါရဲ့လက်မောင်းကြီးတွေကိုမင်းတိုးကြည့်အဲ့ဒါဆိုငါစွမ်းရင်ထုတ်ပေးမယ်လို့ပြန်ပြောတယ်လေးနဲ့သားလေးကနောက်ပြန်ဆုပ်ပြီးအပါတရပြေးတိုက်လိုက်တယ်လေးနဲ့သားရဲ့ရွေလျားစွမ်းအင် kinetic energy တွေက wind turbine ရဲ့ဒလက်ကြီးတွေကိုစတင်လက်ပတ်စေတာပေါ့ဒါကပထမဆုံးအဆင့်ပါအပြင်ကဒလက်တွေလဲနေပေမဲ့လျှက်စစ်ထုတ်ဖို့ကမမြန်သေးဘူးဒါကြောင့် wind turbine ရဲ့ခေါင်းတွေက gearbox ဆိုတဲ့လျှို့ဝှက်သက်တာလေးကအလှည့်နှုံးကိုအစများစွာမြင့်တင်ပေးလိုက်တယ်ဒလက်တစ်ပတ်လည်းအတွင်းကဆက်ဝိုင်းကို100ပတ်လဲအောင်လုပ်ပေးတယ်လို့မျိုးပေါ့နောက်ဆုံးမှာတော့အရှိန်ပြင်းပြင်းနဲ့လက်ပတ်နေတဲ့အတန်လေးက generator မီးစက်ကြီးကိုတွားလှည့်ပေးတယ် generator တွေကတန်လိုက်တွေနဲ့ခြေနှမ်းကြိုးတွေပုတ်တိုက်မိပြီးလျှက်စစ်စွမ်းအင် electrical energy ထွက်လာပါတော့တယ်အောင်မြင်ပြီဟဲလို့တငယ်ချင်းနှစ်ယောက်ကအော်လိုက်ကြတော့တယ်ထွက်လာတဲ့လျှက်စစ်မီးတွေကဓာတ်တိုင်တွေကတဆင်မြို့ထဲကိုရောက်သွားပြီးကလေးတွေရဲ့အိမ်မှာလျှက်စစ်မီးချောင်းလေးတွေလင်းထိန်သွားပါတော့တယ်အခုဆိုရင်လေးနဲ့သားလေးဟာတာမန်လေးနဲ့သားလေးမဟုတ်တော့ဘဲနဲ့လူသားတွေကိုကူညီပေးတဲ့တရေကောင်းဖြစ်သွားခဲ့ပြီကလေးတို့လည်းလေးစွမ်းရင်လိုမျိုးတဘာဝကပေးတဲ့စွမ်းရင်တွေကိုဘယ်လိုအသုံးချရမလဲဆိုတာတွေးကြည့်ကြနော်ဒီနေ့အတွက်ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်ပုံမြင်တွေမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်